တင်ပြကောင်းတဲ့အကြောင်းတစ်ခုမှထားပြီးတော့ကိုယ့်ရဲ့ကလေးကိုပြန်ပြီးတော့မှထပ်ပြီးတော့ train ကျင်နေဆိုလို့ရှိရင်ကြတော့ tuition ပဲရွေးရမလား guide တွေပဲခေါ်ရမလားပေါ့ဘယ်လိုမျိုးလေးလုပ်တင်တယ်လဲဒီနေ့မှာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးချင်ပါတယ်ဆိုတော့ tuition ကိုရွေးတဲ့ကလေးတွေကကြတော့ဒီကျောင်းမှာပေါ့နော်သူတို့တေချာနားမလဲတဲ့အကြောင်းအရာတွေရှိနေတဲ့အခါမျိုးတွေပြောရမယ်ဆိုလို့ရှိရင်ကျောင်းကအရန်ကြီးတေချာသင်မနေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့ tuition ကိုရွေးရမယ်ပေါ့နော်တေချာကျောင်းကသင်ထားတဲ့ကလေးတွေပေါ့နော်နားလဲထားတယ်ဆိုလို့ရှိရင်ကြတော့ကျောင်းတစ်ခုတေချာကောင်းကောင်းမွန်ရွေးထားတယ်ဆိုလို့ရှိရင် tuition ထပ်ပြီးတော့မလိုတော့ပါဘူးမလိုတော့ဘဲနဲ့ guide လောက်ပဲယူရမယ်ဆိုရင်တော့ပို့ပြီးတော့တင်လျော်ပြီးတော့မှပို့ပြီးတော့ထိရောက်နိုင်တယ်ပေါ့နော်အဓိကကတော့ tuition တွေကျောင်းတွေ guide တွေသုံးမျိုးစလုံးသွားတဲ့ကလေးတွေဆိုလို့ရှိရင်အရန်ပင်ပန်းပြီးတော့အရန်အချိန်ကုန်တယ်ပြောချင်တာတိတ်ပြီးတော့လည်းထိရောက်နိုင်တဲ့နှုံးကနည်းသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့တေချာမိဘအနေနဲ့ကအခုတည်းကဆုံးဖြတ်ထားဖို့တည်းလိုအပ်တယ်ကိုထားတဲ့ကျောင်းကတေချာရောအဆင်ပြေပြေသင်ကြားပေးတဲ့ကျောင်းလားအဲ့ကျောင်းပေါ်မူတည်ပြီးတော့ tuition ထက်ယူသင့်မယူသင့်ဆိုတာဆုံးဖြတ်ကြတယ်နောက်ဆုံးမှာ tuition မလိုဘူးဆိုတဲ့ကလေးတွေကိုမှသာ guide ကိုခေါ်ပြီးတော့မှဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်ဆိုတော့အဓိကကတော့ guide ခေါ်ခြင်းနဲ့မိဘတွေရှိရဆိုလို့ရှိရင်လည်းတကိုင်းမြန်မာမှာလာရောက်ပြီးတော့မှအချိန်မီဆွေးနွေးတိုင်ပင်လို့ရပါတယ်